ငါးပွဲဆက်နိုင်ပွဲရပ်တန့်ခဲ့ရတဲ့ United တို့ရဲ့နိုင်ပွဲဆက်မှုတွေကတော့အဆင့်18ကဝက်ဟမ်းနဲ့အတွေ့မှာရပ်တန့်ခဲ့ရပြီပဲဖြစ်ပါတယ်။ဒီနေ့မနေ့2:45အချိန်မှာတော့ Premier League ပွဲစဉ်26အဖြစ်ဝက်ဟမ်းနဲ့ Manchester United တို့ဟာဝက်ဟမ်းရဲ့အိမ်မွေ London Stadium မှာကစားခဲ့ကြပါတယ်။ဒီပွဲမှာ United တို့ကပွဲကိုအသာစီးရယူပြီးကစားနိုင်ခဲ့တယ်ဆိုပေမဲ့ဝက်ဟမ်းဘက်ကလည်း United ရဲ့တိုက်စစ်လမ်းကြောင်းတွေကိုတေချာပိတ်ကစားနိုင်ခဲ့ပြီးတော့ဦးဆောင်ဂိုးကိုလည်းပွဲကစားချိန်မိနစ်90မှာကွင်းလယ်ကစားသမား Thomas Sucas ကသွင်းယူပေးခဲ့ပါတယ်။ပွဲကစားချိန်62မိနစ်မှာတော့ United အတွက် Casemiro ကခေါင်းတိုက်ဘောကနေခြေပါကိုတကိုသွင်းယူပေးခဲ့ပေမဲ့လူကြိုနေခဲ့တဲ့အတွက်ပြန်လည်ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။ဒီနေ့ပွဲမှာ United ကစားသမားဝက်ဟမ်းရဲ့နောက်ခံအစွန်လူဖြစ်တဲ့ Wan-Bissaka ကလည်း United တို့ဦးဆောင်ဝင်ရမယ့်အပိုင်လုံးတစ်လုံးကိုဂိုးစီးပေါ်ကနေရှင်းထုတ်နိုင်ခဲ့ပါတယ်။ဒါအပြင်လူစားဝင်တိုက်စစ်ကစားသမား Joshua Zirkzee ရဲ့ခေါင်းတိုက်ခဲ့တဲ့အလုံးဂိုးဘေးကကတ်ထွက်သွားမှုဟာလည်း United အတွက်ဂိုးကန်ခေမှုတစ်ခုဖြစ်ခဲ့ပါတယ်။ United အတွက်ခြေပါဂိုးတစ်ဂိုးကိုတော့ဒုတိယပိုင်းပွဲကစားချိန်အချိန်ပို6မိနစ်အရောက်မှာ Benjamin Sesko ကပြန်လည်သွင်းယူပေးခဲ့ပါတယ်။ United ဟာဒီရတဲ့ကြောင့်ရမတ်နမတ်ဆုံးရှုံးခဲ့ရပေမဲ့အဆင့်9နေရာက Chelsea အသင်းကလည်း Leeds United အသင်းနဲ့တစ်ဖက်2ဂိုးစီတည်ကျခဲ့တာမို့လို့ United တို့ဟာအရမတ်45မှတ်နဲ့အဆင့်4နေရာမှာဆက်လက်ရပ်တည်နေဆဲပဲဖြစ်ပါတယ်